သားလေးတယောက်မွေးထားတယ်လည်းမစိုးရင်မစိုးတော့ကလေးပါပဲဗျာကျွန်တော်ကွင်းနေထူးနိုင်ဖန်ဆိုတော့ကွင်းနေထူးနိုင်သဘောကျပြီးတော့ကျွန်တော်နည်းနည်းလက်လွန်သွားလို့ကျွန်တော်တရားရုံတက်နေရပါတယ်ခင်ဗျာတုံးချတာဗျာမူးနောင်နေတာဘယ်မှာရှားမတူဘူးဘွားလည်းဘယ်နေရာသိမ်းထားတယ်မသိဘူးကွာရှားတာကောင်းတယ်မူးနောင်ပသိုးပဲတွေ့တယ်နောက်ဆုံးတော့လည်းပသိုးလေးပဲပသိုးအနေအောင်လေးပဲဝစ်မယ်လေကတော့အားရှားနေတဲ့ဒင်းတွေးပြီးဖြူအောင်လေးပဲကွာဟိုစကွေရိုတစ်ချက်ကြည့်ဘဲကြည့်ညာကြည့်အိုးအလုံးဝနေမင်းနဲ့တူဝိုင်းကွာလုံးဝမိုက်တယ်ဖက်ကတော့ရှိတာလေးအပြောင်းလေးပဲဝစ်မယ် let's go ဟိုအဖေကလည်းပြောတယ်ဗျာမင်းနိုင်ငံခြားသွားဘူးမသွားပါနဲ့လားငါတို့လည်းပဲအတူတူနေဖေးကျွန်တော်နေပြင်ဘူး let's go မှုမယ်လို့အဖေကဟိုဒီသားလေးတယောက်ထည့်ပြီးရှိတာကွာတဲ့မသွားပါနဲ့လားဖေးကပြောတော့လေဩရင်ထဲမှာတစ်မျိုးပေါ့ဩသွားဖို့လာဖို့ကနီးနေပြီတဲ့မင်းအမိန်နဲ့ချတော့မှာဆိုတော့အေးဖေးချိုးဘူးကတောက်ချင်လို့တော့မဟုတ်ဘူးစော်လေးကိုဖုန်ချောင်းရင်းရတယ်ပြီးတော့နှစ်ဘူးဝယ်တဘူးပဲတောက်ပြီးသွားပြီပါသုံးဘူးဝယ်လို့တစ်ခါမရှိတော့ဘူးဟိုရှင်တို့အောင်မျိုးကြီးပြန်ရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာနောက်ဆုံးတော့လေဝအိမ်ရောက်ပါပြီ